နော်ဒါမြင်သင်ညာဘယ်လိုရှောင်မလဲတနည်းအားဖြင့်လမ်းဘယ်လိုရှောင်လမ်းဘယ်လိုရှောင်မလဲလို့မေးလိုက်လို့ရှိရင်ယောဂီတွေခေါင်းထဲမှာအကုန်လုံးထွက်လာတာကတော့ကြွတယ်လမ်းနဲ့ချတယ်ဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်တောင်မှဖြည်းဖြည်းရှောင်မယ်အဲ့ဒါကလူတရားမှာလူတရားလုံးဒီ knowledge ကိုရတာပြီဒါလုံးကြည့်တော့လည်းအဲ့တိုင်းပဲအဲ့ဒါဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတယ်လမ်းနဲ့ချတယ်အဲ့ဒါပဲလုပ်တယ်ဒါမှမဟုတ်ရည်ရွယ်ချက်ပြောင်းတယ်ရည်ရွယ်ချက်ကဘာလဲအဲ့ဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတယ်လမ်းနဲ့ချတာဘာရည်ရွယ်ချက်လဲရည်ရွယ်ချက်ဆိုကတတိလားတမဥရိယလားတမာရီလားပညာလားအဲ့တော့တတိဥရိယခုနဆရာဏိဒံပြောတယ်နော်တတိဥရိယတမာရီပညာဆိုဒီမှာခန္ဓာပေါ်မှာရှိသောတတိခန္ဓာပေါ်မှာရှိသောဝရိယခန္ဓာမှာရှိသောတမာရီခန္ဓာမှာရှိသောပညာအဲ့ခုနပြန်နားထောင်နော်မေကုံမေတော့မှာဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတယ်လမ်းနဲ့ချတယ်ဆိုတဲ့စကားလုံးငါလုံးထဲမှာခန္ဓာဘယ်လုံးလဲဖြေလေဖြေမှပဲဆက်သွားလို့ရမှာပေါ့မဖြေဘူးငါဒုက္ခပဲဒါဘယ်လိုဆက်တင်အောင်ဟမ်မပါတဲ့တော်ဝင်နေဟုတ်ပြီကဲနောက်တစ်ယောက်ဖြေပါအောင်မပါပဲဘာလို့လုံးတာအဲ့လူကတိကပဲမြင်ပါရနော်ဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတယ်လမ်းနဲ့ချတယ်လူတိုင်းလုပ်တယ်နေနေလည်းလုပ်တယ်ဖြည်းဖြည်းလေးလုပ်တယ်ခန္ဓာယုတ်ခန္ဓာနာခန္ဓာဒီပြန်သိအောင်မယ်ဟာဒုက္ခပါပဲเนาะအသက်ပဲထွက်တော့ပဲဒါတွေသိနေရတာခုဒီလည်းဖြေရမလားကြအောင်ယုတ်ခန္ဓာနာခန္ဓာရှိတဲ့နာခန္ဓာဆိုဒီမှာစိတ်ပါစိတ်မှာဖြစ်တာစိတ်မှာဖြစ်တဲ့တရားတွေနာခန္ဓာကိုယ်မှာရှိတဲ့တရားတွေကယုတ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်ခန္ဓာတရားတွေကယုတ်တွေနဲ့ဖွဲ့စည်းကြတယ်ယုတ်တွေအများကြီးရှိတဲ့ထဲမှာလေ့ကျင့်ရမယ့်ယုတ်က3ယုတ်ပထဝီတေဇောဝါယောဟုတ်လားဝါရောတိုးတာပထဝီတင်းတာတေဇောပူတာတိုးတင်းပူဟုတ်လားကဲတိုးတင်းပူဒါတော့ဆိုတော့ရပြီနဲ့တွေ့ဒါပေမဲ့ကြွတဲ့လမ်းနဲ့ဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတဲ့လမ်းနဲ့ချတယ်မှာခန္ဓာဟုတ်သလားဘာလို့တဲ့မိမနဲ့တူရတယ်တိုးတင်းပူပါလားအဲ့ဒါမှမဖြေတတ်ရင်ဇွန်ပိတ်လိုက်မှကြည့်တော့ဟမ်အဲ့ဒါလည်းမဖြေတော့ဘာလဲဟုတ်မပါပါဒီတဲ့မေကုန်းလော်တာတော့မရှိတော့ဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတဲ့လမ်းနဲ့ကြွတဲ့ချတယ်မှာတိုးတေးပူဆိုတော့ရုပ်ခန္ဓာတွေ့ရှိမှုမပါသေးပါနော်တိုးတင်းပူဟူတိုးပူတိုးတင်းပူဟူတော့ရုပ်ခန္ဓာတွေ့ရှိမှုမပါသေးပါဒါမြင်ရင်ဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတဲ့လမ်းနဲ့ချတယ်ဘာလို့လေ့ကျင့်တာတော့ဒီဘူးဟဲ့လားတတိကောင်းအောင်လေ့ကျင့်တာကိုခြေထောက်လေးမှာဒီကပြောဟုတ်ပြီဖြေကြပါအောင်ရဲ့နော်ကိုခြေထောက်လေးမှာကိုလှုပ်ရှားမှုလေးမှာတတိလေးရှိလာအောင်တတိလေးအားကောင်းလာအောင်လုပ်တာတတိရှိအောင်ရည်ရွယ်ချက်ဒါမို့ဆရာတို့အမြဲတမ်းမှတ်တာတခုခုလုပ်တယ်ဆိုဘာရည်ရွယ်ချက်လဲအဲ့ဒါကိုရင်မေးကိုမေးနော်ဒါဒီကတတိလေးကတ်လာဟုတ်တယ်နော်ဒီမြန်မာဗုဒ္ဓဘာသာတွေနဲ့တခြားနိုင်ငံကဗုဒ္ဓဘာသာတွေနဲ့သင်ရတဲ့အခါမှာအရန်กว่าတာအဲ့ဒါပဲဗမာပြည်ဗုဒ္ဓဘာသာလှုပ်ဆိုလှုပ်လိုက်တာပဲလှုပ်စားရေးလှုပ်ဟာလား1ရက်လှုပ်2ရက်လှုပ်3ရက်လှုပ်ဟာဟိုလိုလှုပ်ဒီလိုလှုပ်သူများနိုင်ငံအားဆရာတို့သင်ပေးဘူးလေလူတော့နည်းပါတယ်နော်ဗမာမှာလူ100လောက်တင်နိုင်ငံခြားဟာ10ယောက်9ယောက်တောင်မှမရှိပါဘူးဒါပေမဲ့သူတို့ကဝိုင်းလာတယ်ဘာကြောင့်လဲဘာကြောင့်လှုပ်ခိုင်းတာလဲဘယ်လောက်လှုပ်အောင်မှာတော့သူတို့မေးတယ်ကျတဲ့ဒါလေးလှုပ်လိုက်ပါဆိုအဲ့ဒါဘာကြောင့်လှုပ်ခိုင်းတာတော့ဘယ်လောက်ကြာအောင်လှုပ်အောင်မှာတော့အခုလည်းဆရာမေးပြီပယ်လန်းနဲ့ညာလန်းနဲ့ကြွတဲ့လန်းနဲ့ချတာဘာလုပ်တာတော့တတိရှိအောင်လုပ်တာတတိကောင်းအောင်လုပ်တာနော်တတိရှိစိတ်မပြတ်အောင်လုပ်တာဟုတ်တယ်အခုမှဒါတတိဆိုတဲ့ခေါင်းစဉ်ရောက်လာဒါလေးတင်လိုက်ရအောင်10မိနစ်လောက်ကြာသွားနော်ဒီနေ့တော့ပြီးပါမလားမသိဘူးကဲဟုတ်ပြီဆက်တာပေါ့ကွာဒါမြင့်ရင်ကဲခုမေးတော့မယ်တိုးတာတင်းတာပူတာဆိုရုပ်ခန္ဓာကဘယ်အချိန်မှတွေ့မှာလဲပြော
ဒါတော့နည်းနည်းခက်သွားတယ်နော်သင်ညာလျှောက်တဲ့အခါမှာခြေထောက်လမ်းတဲ့အခါမှာခုနဘယ်လမ်းနဲ့ညာလမ်းနဲ့ကြွတဲ့လမ်းနဲ့ခြတဲ့ကရုပ်အမူအရာကြီးဖြစ်နေသေးတယ်ဒါကပရမတ်သဘောမတွေ့သေးဘူးနော်အမူအရာကြီးပဲရှိသေးတယ်ခုနတိုးခြင်းတင်းခြင်းပူခြင်းဆိုတဲ့ပရဝိတေဇောဝါယောမဆိုင်သေးဘူးဒါမြင်အဲ့တိုးခြင်းတင်းခြင်းပူခြင်းဆိုတဲ့ဝါယောပထဝီတေဇောကဘယ်ချိန်မှာရှိမှာလဲကဲပြန်မင်းမယ်ကြွားတဲ့ချိန်ရှိမှလားလှမ်းတဲ့ချိန်ရှိမှလားခြားတဲ့ချိန်ရှိမှလားတင်းခြေတော့နဲ့ကြမ်းမြင်နဲ့ထိတဲ့ချိန်ရှိမှလားတလဝင်မြေပြင်နဲ့ထိတဲ့မြေပြင်နဲ့ထိတဲ့ချိန်လှုပ်ရှားမှုသဘောကိုရှုအဲ့ဒါနောက်ပြီးသင်ရမယ်မြေခေါင်းစဉ်တစ်ခုပါတယ်နော်လှုပ်ရှားမှုသဘောရှုခြားတဲ့ချိန်ဟုတ်ပြီထိတဲ့ချိန်ခြားတဲ့ချိန်တူတူပါပဲခြားတာနဲ့ထိတာနဲ့တိတ်မကွာဘူးခြားလဲခြားထိလဲထိတာဟုတ်နော်ခြားလဲခြားထိလဲထိဒါပေမဲ့ဆရာကအရင်တော့ဆရာ၃ခုပဲသင်ပါတယ်နော်ကြွတယ်လားမခြားတယ်ခြားတဲ့နေရာရှိဘူးဆိုဒီနေ့ကျတော့၄ခုသင်လိုက်တယ်ကြွတယ်လမ်းနဲ့ခြားတယ်ထိတာလေခြားတာနဲ့ထိတာနဲ့နည်းနည်းခွဲလိုက်တယ်နော်ခြားတာနဲ့ထိတာနဲ့ခွဲလိုက်တယ်ကဲဟုတ်ပြီအဲ့တော့ရှုရမှာကတိုးခြင်းတင်းခြင်းပူခြင်းဒီစမှာနော်တိုးခြင်းတင်းခြင်းပူခြင်းကိုရှုရမှာကြွားတဲ့အခိုက်မှာဘာကိုရှုမလဲလှမ်းတဲ့အခိုက်မှာဘာကိုရှုမလဲချတဲ့အခိုက်မှာဘာကိုရှုမလဲထိတဲ့အခိုက်မှာဘာကိုရှုမလဲခဲလာပြီနော်မိကုန်းနေဟုတ်လားခုနလိုရမ်းဖြစ်လို့တော့မရတော့ဘူးနော်ကဲဒီမှာကြွတာဖြေကြမယ်နော်ကြွတဲ့အခါတွန်းထိုးမှုကိုရှုမယ်တဲ့ကြွတဲ့အခါလှူရှားမှုတိုင်းထိရင်တင်ပြီးကြွရင်လျှော့ပါတယ်တဲ့ကဲဒါဒီဖြေထားကြတယ်လှမ်းတဲ့အချိန်မှာပေါ်တဲ့တင်းသဘောကိုရှုမယ်ဒီရှုပ်လာပြီမိကုန်းနေရနော်ရှုပ်လာပြီကိုဖိလေးဘယ်လိုရှင်းကြမလဲနော်ရုပ်ကိုရှုရပါမယ်ခင်ဗျာမှန်တယ်လေရုပ်ကိုရှုတာပဲလေအခုကြွားတယ်လမ်းနဲ့ချတယ်ထိတယ်ကြွားတယ်လမ်းနဲ့ချတယ်ထိတယ်နော်တော့ခိုင်ဘာလဲကြွချိန်မှာပရမတ်နဲ့ပေါ်ရပြရရှိမယ်အဲ့လိုအဖြစ်မျိုးမကြိုက်ဘူးဆရာတို့ကအတိအကျဖြစ်ပဲနော်ကဲတိုးခြင်းတင်းခြင်းပူခြင်းသူနေဦးဆရာနဲ့ခါနေဦးအိမ်စီမနေဦးနော်တိုးခြင်းတင်းခြင်းပူခြင်းမှာပူခြင်းခဏထားလိုက်အောင်လမ်းလျှောက်တဲ့ခါမှာပူတာသိမတွေ့သေးဘူးနော်ဟုတ်လားတိုးတာနဲ့တင်းတာပဲတွေ့အဲ့ဒီမှာတချို့ဆရာတော်တွေဟောတာရှိတယ်ခုနတယောက်ဖြေလိုက်တာဒီပြန်ယူရမယ်မှန်နီလားကြွတဲ့အခါမှာပေါ့တဲ့သဘောလှမ်းတဲ့အခါမှာတင်းတဲ့သဘောနော်ကြွတဲ့အခါမှာလှမ်းတဲ့အခါမှာတွန်းထုံးမှုရှိကျုံတာတွန်းထုံးမှုတွေနော်ဟုတ်တက်လုံးခြေတော့လမ်းလာတယ်ဈဉ္ညာလည်းရှောက်ဘူးတယ်ဘာလို့ရှုအောင်မကူရီတဲ့ကိုမသိကြဘူးအဲ့တော့ဘာလို့ရှုနေမှန်းကိုမသိဘူးအဲ့ဒါကြောင့်မနေ့ကတော့မှတပည့်တယောက်ကပြောသွားတယ်ဆရာဘာဆက်လို့မှမသိဘူးဆိုတဲ့ခေါင်းစဉ်နဲ့များများဟောသားမှာလေကျွန်တော်တို့ဘာဆက်လို့မှမသိတာလေအဲ့တော့ဘာဆက်လို့မှမသိရောလေအခုဘာလုပ်နေတယ်ဟောသိရလားလို့မေးရမှာဖြစ်နေအခုဘာလုပ်နေတာလဲဘာဆက်လို့မှမသိတော့အခုလုပ်နေတာမသိနေတယ်လို့နော်ကဲတိုးတာတင်းတာနှစ်ခုတနည်းအားဖြင့်နော်တင်းတာပေါ့တာလေးတာဆိုတော့လေဆရာတော်ဟောတာရှိတယ်နော်မာကျန်လေးပြောချော့ပေါ့ပရဝီသဘောပေါ့တယ်လေးတယ်ပေါ့တယ်လေးတယ်ရှုကြဖို့ရှုဖို့လေဆရာတော်ဟောတယ်ဆရာတော်ခေါ်တာပြန်နားထောင်ကြည့်ကြားဖို့ပါလိမ့်မယ်ကြွတဲ့ခါမှာပေါ့တယ်ချတဲ့ခါမှာလေးတယ်နော်အပေါ့အလေးရှုတယ်အပေါ့အလေးရှုတယ်ခုနကကြွရင်ပေါ့တယ်ဟုတ်တယ်ကြွရင်ပေါ့တယ်
တင်းလေးတယ်ကြွရင်ပေါ်တယ်ချရင်လေးတယ်ဒါပထဝီသဘောရှိတာအလေးပေါ်ကပထဝီသဘောခုနတိုးတဲ့သဘောခုနကဖြေရချတဲ့အချိန်မှာတင်းသဘောရှိတယ်ဟုတ်တယ်နော်တင်းသဘောလည်းရှိတယ်ချတဲ့အချိန်တင်းသဘောမဟုတ်ဘူးချတာတဲ့အခုနောက်တစ်ခုထပ်တင်လာပြီဒေါက်တာလေးထိတဲ့အချိန်ကြမ်းမြင့်တဲ့ခြေထောက်နဲ့ထိတဲ့အချိန်နော်ချရဆို drop လုပ်တဲ့အချိန်တော့မ drop လုပ်တဲ့ဆိုတော့လေးသွားတယ်တဲ့ပြီးတော့မှချလိုက်တယ်ကြမ်းမြင့်တဲ့ touch ဖြစ်တဲ့အချိန်မှာ touch ဖြစ်တဲ့အချိန်နဲ့ drop ဖြစ်တဲ့အချိန် drop ပြီးတော့မှ touch ပေါ့နော်ဟုတ်ပြီကြွရတယ်လမ်းတယ်ချတယ်ထိတယ်တိုးရတင်းတာနှစ်ခုရှိရမှာပေါ့နော်ထိတဲ့ချိန်တင်းတယ်ဟုတ်တယ်လေနော်ဒီနှစ်ခုကခွဲလို့သိရတာမဟုတ်ဘူးတိုးတာကိုတင်းတာပါခွဲလို့သိမရအောင်ခွဲလို့မရဘူးဒီနေ့လမ်းလျှောက်တဲ့ချိန်မှာဆိုပိုတော့ခွဲလို့မရအောင်နော်တင်းတာမှမသိတိုးတာမှမသိရောနေတတ်တယ်နှစ်ခုလုံးရောတိုင်းရှိအောင်အဲ့တော့ခုနကပြောတယ်လှုပ်ရှားမှုရှိတယ်တဲ့လှုပ်ရှားမှုဟာရုပ်လားတိုးတာတင်းတာရုပ်လားလုံလေးတိုက်ခောက်ပြီးပြန်မေးတာတော့ပြေတော့ဟမ်တိုးတင်းဟုတ်တယ်မရွှေပြီဆိုတော့နော်တိုးတင်းကိုရှုရမယ်အဲ့လှုပ်ရှားတာက appearance ပုံရိပ်ပုံတရားအဲ့တော့လှုပ်ရှားတာကိုရှုရမှာမဟုတ်ဘူးဟုတ်လားလှုပ်ရှားတဲ့အချိန်မှာဖြစ်နေတဲ့တိုးတင်းကိုရှုမှာဒီစားမှတော့အခုမှသင်ခန်းစာစမှာနော်ဟုတ်လားကြွားတဲ့အချိန်မှာကြွတာကိုရှုရမှာမဟုတ်ဘူးဘာကိုရှုမလဲတိုးတင်းပေါ့နော်တိုးတင်းပေါ့ရှုရတိုးတင်းပေါ့နော်ပေါ့လေးပါထပ်ထည့်လိုက်ဘာလို့ဆရာတော်ကပေါ့တာလို့နော်ကြွရင်ပေါ့တယ်ဒါပေမဲ့လှမ်းတဲ့ချိန်မှာရောလှမ်းတဲ့ချိန်မှာလှမ်းတာကိုရှုရမှာမဟုတ်ဘူးလှမ်းတဲ့ချိန်မှာလည်းတိုးတင်းသဘောကိုရှုရချတဲ့ချိန်မှာရောတိုးတင်းပဲတိုးတင်းလေးပေါ့ဒါပေမဲ့ထိတဲ့ချိန်ကြတော့ထိတယ်လို့တချို့ရှုကြတယ်ထိတယ်ထိုင်တယ်ထိတယ်အဲ့ထိတာရုပ်လို့ပြောနေကြတာလေအများကြီးပဲနော်ထိတာရုပ်လို့ပြောနေကြအများကြီးပဲဒီကတော့ထိတဲ့အချိန်မှာဖြစ်ပေါ်လာတော့တိုးခြင်းတင်ခြင်းပူခြင်းကရုပ်ထိတာရုပ်မဟုတ်ဘူးထိတာပဲ touch ပဲနော် touch ပဲအဲ့ touch ဖြစ်တဲ့အချိန်မှာဖြစ်တဲ့ material ပေါ့ဟုတ်လားတိုးခြင်းတင်ခြင်းပူခြင်းသဘာဝလက္ခဏာတွေမှာရုပ်ထိတာရုပ်မဟုတ်ဘူးထိတဲ့အချိန်မှာတိလိုက်တဲ့တိုးခြင်းတင်ခြင်းပူခြင်းကရုပ်ထိတဲ့အခါမှာပျော်ဤကြံဤရုပ်မှန်တယ်နော်ပူထိရင်ပူတဲ့သဘောရှိတယ်မှန်တယ်နော်အဲ့တော့ထိတဲ့ချိန်မှာတိုးခြင်းတင်ခြင်းပူခြင်းကိုရှုမယ်ခုနကြွားတဲ့ချိန်မှာလည်းတိုးခြင်းတင်ခြင်းပေါ့ခြင်းရှုမယ်လှမ်းတဲ့ချိန်မှာလည်းတိုးခြင်းတင်ခြင်းရှုမယ်ချတဲ့ချိန်မှာလည်းတိုးခြင်းတင်ခြင်းလေးခြင်းရှုမယ်ထိတဲ့ချိန်မှာလည်းတိုးခြင်းတင်ခြင်းပူခြင်းအေးခြင်းရှုမယ်ခုမှနည်းနည်းလမ်းရှာရင်ဘာရှုအောင်လဲခေါင်းနဲ့ပေါ်လာကြတယ်နော်အရင်ကဘာရှုလဲဘာရှုအောင်မသိဘူးလို့ဖြေလိုက်တာအဲ့ဒါလွယ်ဆုံးပဲနော်ကြောက်ဆိုတာရှောက်တာဖြည်းဖြည်းဆောက်ဆိုတာရှောက်တာဘာရှုအောင်လဲမသိဘူးနော်ကျွန်တော်ထိုင်လာလဲထိုင်ဆိုတာထိုင်တာဘာရှုအောင်မသိဘူးကြောက်ဆိုလဲရှောက်ဆိုတာရှောက်တာဘာရှုအောင်မသိဘူးဟုတ်ပြီကဲဒါမြင်သူတို့ဘေးကအဖြေတွေကောင်းမဖြေတဲ့ခါကျတော့နည်းနည်းညစ်လိုက်အောင်ဆရာနည်းနည်းကြက်လိုက်အောင်နော်ကဲကြွတယ်လှမ်းတယ်ချတယ်ထိတယ်ကတအုပ်စုနော်ကြွတယ်လှမ်းတယ်ချတယ်ထိတယ်ဆိုတာတအုပ်စုခုနတိုးတယ်တင်းတယ်ပေါ့တယ်လေးတယ်ပူတယ်အေးတယ်ဆိုတာတအုပ်စုအဲ့အုပ်စုနှစ်ခုနာမည်ပြောသားပညာနဲ့ပရမတ်ဟုတ်တယ်ပညာနဲ့ပရမတ်အရေးကြီးတယ်အရန်အရေးကြီးတယ်အဲ့ပညာပရမတ်မှာနားမလည်ရင်ဘာရှုနေမှကိုသူသိမှာမဟုတ်ဘူးကဲအဲ့တော့တစ်ခုချင်းပြန်တွဲမယ်ကြွတဲ့ချိန်မှာတိုးတယ်တင်းတယ်ပေါ့တယ်ကြွတာကပုံသဏ္ဍာန်ပညာဒေရှာမတော့နော်ဘုမစာတင်တာကြွတဲ့ချိန်မှာပုံသဏ္ဍာန်ကြွတာကပညာရှုရမှာက
ခြေထောက်ရဲ့တိုးခြင်းတင်းခြင်းပေါ်ခြင်းဟာလေပြီလားနော်လှမ်းတဲ့အချိန်မှာတွေ့နေတာကခြေထောက်ကြီးလှမ်းလိုက်တယ်ခြေထောက်ကြီးရွေ့သွားတယ်နော်လှမ်းလိုက်တယ်ရွေ့သွားတယ်ဆိုတာကပညာအဲ့လှမ်းလိုက်တဲ့အချိန်ရွေ့လိုက်တဲ့အချိန်မှာခြေထောက်မှာဖြစ်သွားတဲ့တင်းခြင်းတိုးခြင်းကပရမတ်ခြေထောက်ချပြီချလိုက်တဲ့အချိန်မှာချနေတဲ့အမူအရာပုံသဏ္ဍာန်ကြီးကပညာချလိုက်တဲ့အချိန်မှာခြေထောက်မှာတင်းကနေတိုးကနေလေးကနေဖြစ်သွားတာကပရမတ်တမ်းမြင်တဲ့ခြေထောက်နဲ့ထိလိုက်တယ်နော်ထိလိုက်တာပညာထိတာပညာလေထိတာယုံမှမဟုတ်တာနော်ထိလိုက်တဲ့အချိန်မှာပေါ်လာတဲ့တိုးခြင်းတင်းခြင်းပူခြင်းအေးခြင်းနွေးခြင်းကပရမတ်ရပြီနော်ကြွာလန်းချထိ၄ခုလုံးမှာပညာပရမတ်ဘာဖြစ်နေလဲဘာဖြစ်နေလဲဖြေလုံးဖြေကြတော့ဒုက္ခဟမ်ခြေလန်းတစ်ချက်လန်းလိုက်တဲ့ကမှာကြွတယ်လန်းတယ်ချတယ်ထိတယ်နဲ့တိုးခြင်းတင်းခြင်းပူခြင်းအေးခြင်းပေါ့ခြင်းလေးခြင်းနွေးခြင်းအေးခြင်းတွေနဲ့ဟာဘာဖြစ်နေလဲဘာဖြစ်နေလဲရောနေတယ်မလီလွယ်လွယ်လေးဖြေသားမှာသူတို့ကဘုနော်လွယ်လွယ်လေးဖြေရောနေတယ်ဟာလေတခါတည်းဖြစ်ရောနေတယ်နော်ကိုယ်ကာယမှာအမြဲတမ်းရောနေတာပညာနဲ့ပရမတ်ရောနေတယ်အဲ့တော့ပညာနဲ့ပရမတ်ရောနေရင်ပညာကိုသူ့တိုင်းထားပရမတ်ကိုအာယုံပြုရောနေတယ်နော်အယောတင်တာလဲအပေါက်တော့မယ်နော်ပညာပရမတ်ရောနေပညာကိုသူ့တိုင်းထားပရမတ်ကိုအာယုံပြုဟုတ်ပြီလားအဲ့တော့ကြွားတယ်လမ်းတယ်ချတယ်ပထမတော့ပညာပဲတွေ့ဦးမယ်ကြွားတယ်လမ်းတယ်ချတယ်ထိတယ်ပညာပဲတွေ့နေမလေစားစုံပရမတ်မှမတွေ့တာခြေထောက်ကြီးကြွားတယ်ခြေထောက်ကြီးလမ်းတယ်ခြေထောက်ကြီးချတယ်ခြေထောက်ကြီးထိတယ်ပညာပဲတွေ့ရမယ်ပညာကိုအာယုံပြုတော့ခါကျတော့ဘာဖြစ်လဲပြောပါဦးစိတ်တယ်မချိုက်ဘူးတတိဖြစ်တယ်အမလီဘာရင်လျှောက်ဖြေကြလားမသိပါဘူးကွယ်နော်ကြွားတယ်လမ်းတယ်ချတယ်ထိတယ်အာယုံပြုရင်တတိဖြစ်တယ်ဟုတ်လားအဲ့တတိမပါဘဲနဲ့ရှေ့ဆက်လို့မရအောင်အဲ့တော့ကြွားတယ်လမ်းတယ်ချတယ်ထိတယ်ကြွားတယ်လမ်းတယ်ချတယ်ထိတယ်ဆိုရင်လဲဆိုမဆိုရင်လဲနေအဲ့ဒါတတိတွေဖြစ်သွားပြီအဲ့တတိထားရင်နဲ့ဘာကိုရှုမလဲပရမတ်ဟုတ်ပြီမလီတီတာပြုရင်တီတာလုံးခဲ့ပြီလို့ပဲနော်မဟုတ်ရင်ဆရာဘယ်လိုဆက်တရားမှမသိတော့နင်းနေတာလားတော့ဟုတ်လားဟုတ်ပြီဝေတို့နော်ကျေးဇူးတင်တယ်ကွယ်ပူတိုးတင်ဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့ကြွစေလှမ်းစေချစေထိစေမှာပရမပူတိုးတင်ရှုမယ်ဟုတ်လားစချင်းတော့ပရမမတွေ့ဘူးဟုတ်လားခြေတော့ပဲတွေ့မယ်ကြွလန်းချထိပဲရှုမယ်ကြွလန်းချထိလုံနေရင်လည်းဘာရှုသွားဘာအာရုံပြုလာမယ်တင်းလာတဲ့သဘောတွေနော်လမ်းလျှောက်ကြည့်ပါလျှောက်ကြမှာ9မိနစ်10မိနစ်လျှောက်15မိနစ်လျှောက်နိုင်ဝက်လျှောက်ခြေတော့ကတင်းလုံးခြေသုံးနေတော့ကြိုက်လာလေဦးမယ်ဟုတ်လားတင်းလုံးမှအဲ့တော့ရှုရမယ်ပရမတ်ကတိုးခြင်းတင်းခြင်းပူခြင်းနော်အေးခြင်းနွေးခြင်းဒါမဲ့တွေ့နေတာကကြွလန်းချထိတွေ့ရင်ကြွလန်းချထိကိုပဲရှုမယ်ဟုတ်ပြီလားရှုရင်နဲ့မှပရမတ်သဘောလေးကိုပေါ်လွင်လာတဲ့အခါမှာပရမတ်သဘောကိုရှုမယ်အဲ့ဒါမှခန္ဓာဆိုတော့အရှုခံစတွေ့ပြီဘာတွေ့ပြီလဲပြောပါဦးခန္ဓာနော်တူရင်ဟုတ်ပြီဒီလိုတေချာကြည့်ရမယ်ကဲဒါမြင့်ရင်တော့မိကုန်ကူလာအောင်မယ်နော်သူတို့နည်းနည်းခက်ကြက်တင်မှရအောင်ချောင်းလိုက်နေကြတာများတယ်နော်ဆရာတင်များနားထောင်ပြီးတော့နော်နောက်နေ့ကျရင်အကုန်လုံးမေ့ကုန်တကယ်မလုပ်ကြည့်ကြအောင်ကဲဒါမြင့်ရင်ကြွားတဲ့ချိန်မှာတေချာမှတော့ကြွားတဲ့ချိန်မှာတိုးခြင်းတင်းခြင်း
ရှုရမယ်ပထမတော့ကြွတာတွေ့တယ်နောက်တိုးခြင်းတင်းခြင်းလှမ်းတဲ့ချိန်မှာလည်းပထမလှမ်းတာတွေ့မယ်တိုးခြင်းတင်းခြင်းရှုရမယ်ချတဲ့ချိန်မှာလည်းပထမချတာတွေ့မယ်နောက်မှတိုးခြင်းတင်းခြင်းလေးခြင်းတွေ့မယ်ထိတဲ့ချိန်မှာလည်းပထမထိလိုက်တာပဲထိလိုက်တယ်နောက်တော့မှသတိလေးကောင်းလာတော့မှတိုးခြင်းတင်းခြင်းထိတော့တင်းတာများတယ်နော်တင်းခြင်းအေးခြင်းပူခြင်းတမန်သတင်းဆိုတော့အေးတာပေါ့ကြွေပြားဆိုအေးတာပေါ့နော်အဲ့လိုတွေပေါ့အေးပူတွေတွေ့တယ်ကဲဒီ point ၄ခုရှိသွားပြီနော်ကြွလန်းချထိအဲ့တော့ဘယ် point ကိုရှုတာပို့ပြီးတော့လွယ်မလဲတီရာမိုထိခေမန်ထိပရမတ်ကိုပဲအောင်ပြီးလုံးပြန်ပြီဘယ်နေရာဟုတ်ပြီထိဟုတ်ပြီအေးချိုအကုန်လုံးလှမ်းနေတဲ့တော်ဝင်ကနော်ချတဲ့အခါနဲ့ထိတဲ့အခါနဲ့တူပါပဲဟုတ်ပြီကဲအဲ့တော့ဒီကုန်းတစ်ခုထပ်လာအောင်မယ်ကြွလန်းချဆိုတာကဒီမြရွေးဒါမျိုးဆရာကြုံမပြတော့လှုပ်ရှားနေလားနော်ထိတွေ့မှုကလှုပ်ရှားနေလားဆိုလိုတာကကိုယ်ကာယကိုပြောတော့နော်ကိုယ်ကာယကြွလန်းချချိန်မှာလှုပ်နေလားငြိမ်နေလားဒါမှမဟုတ်ထိတဲ့ချိန်မှာထိတဲ့သဘောကပို့ပြီးတော့တွေ့ဖို့လွယ်လားအခုတရားထိုင်တယ်လို့တင်မာနဲ့ကြမ်းမြင်နဲ့ထိတာသိချင်တင်မာနဲ့ကြမ်းမြင်နဲ့ကြည့်တယ်လန်းတာလှုပ်တယ်ဟုတ်ပြီထိတဲ့ချိန်ကြတော့ထိတဲ့သဘောဟုတ်တယ်ထိတဲ့အချိန်ထိတဲ့သဘောမဟုတ်ဘူးထိတဲ့အချိန်ကြတော့ကိုယ့်ရဲ့တတိယတဲ့ကြဖို့လွယ်တယ်ကြွလှမ်းချနေတဲ့လှုပ်နေတဲ့အချိန်မှာကိုယ့်တတိယအဲ့တိုးတင်းကိုလိုက်မိဖို့မလွယ်ဘူးနားလည်လားဟုတ်လေလားနော်တိုးတင်းကလူငြိမ်နေတဲ့ချိန်မှာနည်းနည်းပြီးမိဖို့လွယ်တယ်လူလှုပ်နေတဲ့ချိန်မှာတိုးတင်းကမိဖို့မလွယ်ဘူးလို့ပြောနော်နောက်ကျွမ်းကျင်လာတော့လွယ်တယ်ဟုတ်လားဥပမာအထွေထွေမူရလှုပ်နေတယ်အထွေထွေမူရလှုပ်နေတော်တော်များများအထွေထွေမူရလည်းပြောကြအထွေထွေမူရလှုပ်ပါမှတွေ့တာပဲမှတ်လေထွေထွေမူရမှာလှုပ်နေရင်ထွေထွေမူရလဲလှုပ်တယ်တောက်လှုပ်တယ်လှုပ်တာတွေပဲတွေ့တယ်နော်တိုးတင်းကိုမတွေ့ခဲ့တယ်ပုတ်နော်ကိုခံအမူအရာပဲတွေ့ဖို့လွယ်တယ်ထိုင်တဲ့ချိန်ကျတော့ထိမှုသဘောကပို့ပြီးတော့ထင်ရှားတော့ထိမှုသဘောမှာတင်းတာပို့ပြီးတော့လွယ်တယ်ဟုတ်ပြီလားနော်အဲ့ဒီမှာလဲတခါတော့ကနော်ကြာကြုံဘူးလေကြာပြောတော့ထိုင်နာရင်ရှုထိုင်နာမှာရုပ်တွေ့မယ်ဉာဏ်ဖြစ်မယ်ဆိုတော့မှလမ်းလျှောက်တာချင်းလမ်းလျှောက်တာခုနအခုတော့မှလမ်းလျှောက်တာတင်တာတော်တော်ခက်နေကြပြီနော်ဟုတ်လားကြွလန်းချတိမှာရုပ်တွေ့ဉာဏ်ဖြစ်အောင်ခြင်းပြီးတော့မှအထွေထွေအမူအရာမှာရုပ်တွေ့ဉာဏ်ဖြစ်အောင်ခြင်းမာသတိပ္ပဏာတော့မှလည်းအဲ့တိုင်းပဲဟောရတယ်ကာယ ानु ပဒနာမှာအာနာပါနာရှုနော်ပြီးတော့မှဣရိယာပဋ္ဌာရှုပြီးတော့မှတမ္မစညာရှုဆိုတော့အစဉ်လိုက်ဟောတယ်အဲ့တော့ယောဂီတရားဘာ complaint တက်လဲဆိုတော့ကျမတို့ကအထွေထွေအမူအရာစရှုတယ်ဟုတ်ပြီထွေထွေမူရာစရှုတယ်ဆိုတာအထွေထွေအမူအရာကိုတတိထားတာလားအထွေထွေမူအရာမှာရုပ်တွေ့ပြီးဉာဏ်ဖြစ်တာလားရည်ကြည့်တယ်လေအထွေထွေမူအရာမှာတတိထားတာလောင်းနေတော့ဝိပဿနာမဟုတ်သေးဘူးထွေထွေမူအရာမှာရုပ်တွေ့ပြီးဉာဏ်ဖြစ်ရင်တော့ဗျမ်းတော်တာပေါ့နော်ထိုင်တဲ့ချိန်တော့မှရုပ်တွေ့ဉာဏ်ဖြစ်ဖို့ဘယ်လောက်ခက်တာတော့ဟုတ်လားသူဉာဏ်ရှာလို့ချိန်မှာရုပ်တွေ့ဉာဏ်ဖြစ်စရာတင်နေပြီသင်ညာစာခြေတော့ပဲကြည့်တာအထွေထွေမူရာကြတော့တကူလုံးကြည့်တာဟုတ်လားအထွေထွေမူရာအစရှိတယ်ဆိုတဲ့လူကအထွေထွေမူရာရုပ်တွေ့ဉာဏ်ဖြစ်တယ်ဆိုတော့အယံတော်တာပဲအယံတော်တာပဲဟုတ်တယ်မအဲ့တော့ထွေထွေမူရာမှာတတိထားယုံတောင်းနေတော့တတိအကျိုးပဲရအောင်မယ်ဝိပဿနာမဖြစ်ဉာဏ်မဖြစ်သေးဘူးအဲ့တော့ဝိပဿနာဆိုတဲ့ခေါင်းစဉ်ကတရားအထုတ်တယ်ဆိုတဲ့ခေါင်းစဉ်ကဉာဏ်ဖြစ်တဲ့ထိသွားမယ်လေဟုတ်အဲ့တော့ထိုင်ချိန်မှာတိုးတင်းဘူးရုပ်တွေ့ဉာဏ်ဖြစ်နောက်တစ်ဆင့်ဈဉ္ဉာဏ်ချိန်မှာတိုးတင်းဘူးရုပ်တွေ့ဉာဏ်ဖြစ်ပြီးတော့မှအထွေထွေချိန်မှာတိုးတင်းဘူးရုပ်တွေ့ဉာဏ်ဖြစ်ရုပ်တွေ့ဉာဏ်ဖြစ်တည်သွား
အဲ့တော့ထွေထွေမူရအစားရှုတယ်ဆိုတဲ့တယောက်က complaint လာတဲ့အခါကျတော့ဘာကိုရှုတာထွေထွေမူရကိုရှုတာထွေထွေမူရဆိုတာပညာကြီးပဲရှိသေးတာပဲဟုတ်ပလားနော်ရုပ်တွေ့ဉာဏ်ဖြစ်တော့မှရှုမှတ်တယ်လို့ခေါ်မှာပေါ့စာအုပ်ထဲမှာလည်းဒီတိုင်းရေးထားတာပဲနော်စာအုပ်ထဲမှာလည်းထိုင်ချိန်မှာရှုလမ်းလျှောက်ချိန်မှာရှုထိုင်ချိန်မှာကြတော့ရုပ်တွေ့ဉာဏ်ဖြစ်ရှုပြီးလို့ရှိရင်လမ်းလျှောက်ချိန်မှာခြေထောက်မှာရှိတဲ့ရုပ်တွေ့ဉာဏ်ဖြစ်ရှုပြီးတော့မှထွေထွေမူရမှာရုပ်တွေ့ဉာဏ်ဖြစ်ရှုအဲ့တော့စာအုပ်ထဲမှာလည်းဒီလိုပဲရေးထားတယ်လက်တွေ့မှာလည်းဆရာတော်ဒီလိုပဲသင်တယ်အဲ့တော့အဲ့ယောဂီကပါပြောသွားလို့ဆိုအဲ့တုတ်တဲ့ဖတ်လို့မရဘူးတဲ့သူကဘယ်နှုတ်ဖတ်ဘူးလဲတော့ဆရာလည်းမသိဘူးနော်ဘယ်အုပ်ထဲမှာဘယ်လိုရေးထားလဲဆရာလည်းမသိဘူးကဲဒါတော့ကဲဒါမြင်ခုနပြန်ကောက်မယ်နော်ကြွတယ်ကြွတာပညာမူရာဟလားရုပ်တွေ့ဉာဏ်ဖြစ်အောင်သွားမယ်လှမ်းတယ်အမူအရာပညာရုပ်တွေ့ဉာဏ်ဖြစ်အောင်သွားမယ်ချတယ်ပညာအမူအရာရုပ်တွေ့ဉာဏ်ဖြစ်အောင်သွားမယ်ချတယ်ထိလိုက်တာပညာပဲရှိသေးတယ်နော်ရုပ်တွေ့ဉာဏ်ဖြစ်အောင်သွားမယ်အဲ့တော့ဒီ process ၄ခုမှာ step ၄ခုမှာဘယ်ချက်ကကိုယ့်အတွက်အဆင်ပြေဆုံးအလွယ်ဆုံးဖြစ်မလဲအခုနဖြေတဲ့လူရှိတယ်လေကြွားတဲ့အချိန်မှာရုပ်တွေ့တဲ့လူရှိတယ်လမ်းတဲ့အချိန်မှာရုပ်တွေ့တဲ့လူရှိတယ်ချတဲ့အချိန်မှာရုပ်တွေ့တဲ့လူရှိတယ်ထိတဲ့အချိန်မှာရုပ်တွေ့တဲ့လူရှိတယ် mostly ကိုပြောရင်ဘယ်ဟာတွေ့များဆုံးထိတဲ့အချိန်တန်းပြင်းနဲ့ခြေထောက်နဲ့ထိတဲ့အချိန်ခြေပွားနဲ့နော်တန်းပြင်းနဲ့ခြေပွားနဲ့ထိတဲ့အချိန်ဟုတ်တယ်ဟာလားနော်ထိတဲ့အချိန်တန်းတဲ့အချိန်လည်းရုပ်ရှိဉာဏ်ရှိတာပဲလေရုပ်တွေ့ဉာဏ်ဖြစ်မှာပဲဒါပေမဲ့ mostly နော်အလွယ်ကူဆုံးအထီရောက်ဆုံးကထိတဲ့ချိန်နော်ဆရာတော်ရေးတာမှာထိတဲ့စကားလုံးမသုံးပါဘူးဒီမှာ zone ကပို့တော့ဟို detail လေးတင်ပေးချင်တာမဟုတ်ဘူးရေးတာမှာတော့ချလိုက်ချိန်မှာတင်ငယ်တနည်းအားဖြင့်ခြေပိုင်းကျမ်းမြင်နဲ့ခြေထောက်နဲ့ထိလိုက်ချိန်မှာခြေထောက်မှာဖြစ်တဲ့တင်ငယ်လေးကြည့်အဲ့တော့ပထမဘာလုပ်မလဲချမှန်သည်အဲ့ဒါမို့ထိမှန်သည်ချမှန်သည်တာတတိထိမှန်သည်တာတတိတင်းငယ်မှာဖြစ်တာသမာဓိဟုတ်လားတင်းငယ်ဖြစ်သွားတာသမာဓိဒေချာမနော်ဟုတ်ချမှန်သည်တာတတိထိမှန်သည်တာတတိတင်းငယ်ဖြစ်သွားတာသမာဓိတင်းတာကပထဝီယုတ်တင်းသွားတယ်မာသွားတယ်ကြမ်းသွားတယ်ဒါမှအေးသွားတယ်နှွေးသွားတယ်ပူသွားတယ်ဒါတေဇောယုတ်နော်ဟုတ်ပြီကဲအခုဆိုရင်ကြမ်းမြင်နဲ့ခြေဘဝနဲ့ထိတဲ့နေရာကိုရောက်သွားပြီအကုန်လုံးအဲ့နေရာလေးအာရုံပြုလိုက်ကြနော်ကြမ်းမြင်နဲ့ခြေဘဝနဲ့ထိတဲ့နေရာလေးရောက်သွားပြီကဲရုပ်တင်ပါဆက်လို့ရမှာလဲလို့လीနော်ဖြေတော့ဉာဏ်ဖြစ်အောင်ဉာဏ်ဖြစ်အောင်မလေးဟဲ့ဒါလွတ်လေးဖြေအောင်လည်းဖြေလေနော်ရုပ်တွေ့ဉာဏ်ဖြစ်ရမယ်ဉာဏ်ဆိုတာမတည်ငြိမ်ပြောင်းလဲဟုတ်ပြီဉာဏ်နေဟုတ်ပြီဖြေလိုက်ကြတာကူမနော်ဉာဏ်နေကောင်းတယ်ဟုတ်လားရုပ်တွေ့လည်းမပြီးသေးဘူးရုပ်တွေ့ကတမာရီတင်းကနေဖြစ်သွားတယ်တမာရီဉာဏ်ဖြစ်ရမယ်ဉာဏ်ဖြစ်တယ်ဆိုတာဒီတင်းသဘောလေးကမတည်မငြိမ်ပြောင်းလဲတာတင်းသဘောလေးရှိမရှိကိုကြည့်တာမဟုတ်ဘူးတင်းလိုက်တယ်ချော့လိုက်တော့မတင်းတော့ဘူးအဲ့ဒါညာလားလို့လေခုနကဖြည့်သိပြီလေဟုတ်လားတင်းလိုက်တယ်ချလိုက်တော့တင်းသွားတယ်ချော့လိုက်တော့မတင်းတော့ဘူးအဲ့ဒါညာလားမဟုတ်ပြီမဟုတ်ဘူးဟုတ်ပြီအများကြီးမဟုတ်လို့ဖြေကြတယ်နော်ဆရာဒီလောက်တင်တာတော့မှဒါလေးတော့နားလေကြပါကဲဒါမြင်ညာဆိုတာဗာလေတင်းနေစေမှာတင်းအားလေးပြောင်းလဲတာညာသေချာမအောင်နော်ဒါထက်ကတင်းနေတာဆရာတင်းနေစေမှာတင်းအားလေးပြောင်းလဲတာညာအဲ့တော့မိမိခြေပွားချလိုက်တဲ့အချိန်လေးကဟိုမှာမြန်နေဆိုပါလို့ချလိုက်တယ်ကြွလိုက်တယ်မြန်နေsomething 2 စက္ကန့်လောက်ပဲ3 စက္ကန့်လောက်ပဲကြာတယ်ဆိုသူအဲ့ခိုက်တန်လေးမှာနော်အဲ့တင်းအားလေးပြောင်းလဲသွားတာကို
တွေးနိုင်တဲ့ဉာဏ်သူ့မှာရှိလားရှိတယ်တဲ့ခေါင်းကြီးတယ်ဘူးပြီလေကတွေ့လားချလိုက်တာနဲ့ ဟုတ်တိုင်းတော့မဟုတ်ရှိ တင်းလဲတင်းပြောင်းလဲတွေ့လား အခောက်တိုင်းတော့မမိဘူး ဟုတ်တယ်ဒါဆို तू ကတွေးရှိချိန်မြန်လို့ပြန်ဖြေပါအောင်ပြန်ဖြေဒါအရေးကြီးတဲ့ညာတင်းနေတာ တွေးရှိချင်းမြန်လို့တကယ်တော့ तू တင်းတဲ့ဘောဂုတ်ပေါ်ဂုတ်ပြက်လေဒါပေမဲ့ကိုညာလိုက်မမီဘူးနော်တနည်းအားဖြင့်တင်းချိန်မြန်လို့ကျမ်းမြင့်တဲ့ခြေပွားထိတွေ့ချိန်မြန်လို့ကိုညာမပေါ်လိုက်ဘူးကိုကတင်းတာလေးအာယုံပြလိုက်တဲ့ချိန်မရှိတယ် तू ကချွတ်လိုက်တယ်ဆိုတော့ညာမဖြစ်လိုက်တော့ကဲဒါမြင့်ညာဖြစ်အောင်ဘယ်လိုလုပ်မလဲတွေးရှိချိန်မြန်လို့ထိတွေ့ချိန်မြန်လို့နော်ညာဖြစ်အောင်ဘယ်လိုလုပ်မလဲတရားပြောတယ်ချလိုက်တယ်ချွတ်လိုက်တယ်ချလိုက်တယ်ချွတ်လိုက်တယ်နော်ဒီစမကြာလေးခဏမျိုးကုန်လေးအရန်ဖြေကြတာခဏနေဘူးဒီမှာမေကုန်းအတွက်လမ်းကြောင်းပေးနေချလိုက်တယ်ချွတ်လိုက်တယ်တင်းလိုက်တယ်တင်းတာမရှိတော့ဘူးအဲ့ဒါညာမဟုတ်လို့ဆရာကပြောတယ်တင်းနေစေမှာတင်းအားရဲ့အပြောင်းလဲကိုတွေးမှများဒါပေမဲ့တင်းတဲ့အချိန်ကမြန်နေ10စက္ကန့်20စက္ကန့်30စက္ကန့်မှလည်းကြာတော့မြန်ဖြစ်ဖို့မမီလိုက်ဘူးမြန်နောက်ကျတယ်လွယ်ပြောရတယ်နော်မြန်အားမကောင်းအဲ့ဒါဆိုရင်ရုပ်တွေ့ရသားနဲ့ရုပ်တွေ့ချိန်နော်မြန်လို့အချိန်ကာလမြန်လို့မြန်မဖြစ်ဘူးဆိုရင်ဘယ်လိုလုပ်မလဲကျော်ရဲကောင်အနတ္တသဘောထည့်ရမယ်ဆိုတော့မဟုတ်ဘူးနော်ကဲကြံတဲ့လူဖြေတာတတိပိုဖြည်းဖြည်းချအောင်ပြီစုနန္ဒဖြေတာမှန်တယ်ဖြည်းဖြည်းလျှောက်တတိပိုထားဖို့ဟုတ်ဘူးလားနော်ဖြည်းဖြည်းချဖို့ဟုတ်ဘူးလားခုနမှဖြေပါပြီးသွားလေတတိပိုထားရုံနဲ့မဟုတ်တတိပိုထားဖို့ကွဒါဒီတာမူရဲ့တတိပိုထားတော့ဖြည်းဖြည်းပေါ့နော်အဲ့တော့ဉာဏ်မဖြစ်ဘူးဆိုရင်သူတို့လေဒီမှာဆရာတရားစကားနေမှာတင်နေသူမြလမ်းညွန် guideline တွေအကုန်တင်ပေးတယ်နားထောင်လားနားမထောင်လားတော့မသိဘူးဆရာတော့နားထောင်တယ်လို့ပဲယူဆလိုက်ပါတယ်နော်ဘယ်လိုရှုခိုင်းလဲမဖြေတော့ဒါနားမထောင်ဘူးလေဖြည်းဖြည်းရှုဒီတာပြုံးဒီတာသုံးတယောက်ခဲ့ပြီလို့ပဲကွာကျန်တဲ့လူတွေနဲ့ဆရာဆက်တင်လို့မရတော့နော်စိတ်အေးထားသတိပို့ထားလည်းမဟုတ်ဘူးနော်တတိထားဖြည်းဖြည်းရှုဝဝရှုလို့တဲ့ဖြည်းဖြည်းရှုဝဝရှုဘာလို့ပုံမှန်မရှုခိုင်းတာလဲပုံမှန်ရှုရင်တိုးတာရဲ့အပြောင်းလဲမတွေ့လို့ဟုတ်လားဖြည်းဖြည်းရှုဝဝရှုဖြည်းဖြည်းရှုဝဝရှုတန်ကျေးဇူးတင်ပါတယ်ဟာကဲအဲ့လိုပဲခြေထောက်လည်းအဲ့လိုပဲချလိုက်တယ်တင်းကနေလို့ဖြစ်သွားတယ်ညာမဖြစ်ဘူးချလိုက်တော့တင်းနိုင်မရှိတော့ဘူးတင်းတာတွေ့တယ်တင်းတာမရှိဆိုတာညာမဟုတ်လို့ဆရာပြောပြတင်းတာတွေ့တယ်တင်းတာမရှိညာမဟုတ်ဘူးတင်းတာတင်းနေစေအပြောင်းလဲဆိုအဲ့တော့ဟုတ်တယ်ဟုတ်ပါပြီအကုန်လုံးကိုကျော်ရဲကောင်မှန်လာပြီနော်အဲ့တော့ခြေထောက်ချတဲ့ခါမှာဖြည်းဖြည်းလေးချကြည့်တတိလေးပို့တာခုနကသမီးတို့ပြောတဲ့ဒီကမိုးတို့ပြောတဲ့တတိပို့တာတတိပို့ထားဆိုတာဖြည်းဖြည်းလို့တတိထားဖြည်းဖြည်းလို့တေချာမှတတိထားဖြည်းဖြည်းလို့ညာမဖြစ်ဘူးဆိုရင်တတိထားဖြည်းဖြည်းလို့တတိထားဖြည်းဖြည်းလို့တတိထားမယ်ဖြည်းဖြည်းလင်းချတဲ့အခါမှာခြေထောက်ခြေပွားလေးကတဆင့်ပြီးတဆင့်ဟာလားတင်းသဘောလေးပြောင်းလဲသွားတာကိုခြေပွားမှာရတာသိလိမ့်မယ်နားလည်ပြီလားပြောရင်တော့လည်းနားလဲတယ်ပဲဖြစ်မှာပဲနော်အဲ့တော့အဲ့ကြောင့်ဖြည်းဖြည်းချနော်ကဖြည်းဖြည်းချရာကနေကိုယ်တတိနဲ့ကိုယ်ညာနဲ့အလုံးလုံးလာပြီချလိုက်တာနဲ့တင်မှန်သည်ဖြည်းဖြည်းလေးချတဲ့ခါကျညာလေးကလည်းပေါ်ထွက်လာပြီညာလေးလည်းပြူတိဖြစ်လာပြီညာလေးအားကောင်းလာပြီနော်ညာလေးအားကောင်းလာပြီ
ချလိုက်တာနဲ့တင်းတာတွေ့တယ်တင်းတာတွေ့ရင်ရုပ်တွေ့ပြီဖြည်းဖြည်းလေးချတဲ့ခါကျတော့တင်းတာလေးကပြောင်းလဲသွားတာတွေ့တယ်ဉာဏ်ဖြစ်ပြီနော်အဲ့တော့ချရင်တတိပူထားဖြည်းဖြည်းချတင်းတာကိုအပြောင်းလဲတွေ့အောင်ခြေထောက်ကိုချတဲ့အခါမှာထိန်းပြီးတော့ချအဲ့ထိန်းပြီးချတာဘာလို့ခေါ်လဲဝရိယကို adjust လုပ်တာပါဆရာဝရိယဟုတ်တယ်အဲ့ဒါဝရိယနော်ဝရိယကို adjust လုပ်တာအဲ့တော့ဉာဏ်မဖြစ်ရင်ဝရိယကို adjust လုပ်ရတယ်ဟုတ်လားဉာဏ်မဖြစ်ရင်ဝရိယကို adjust လုပ်ရတယ်ထိုင်ရှိတော့ကလည်းဟုတ်လားဝရိယကို adjust လုပ်ဖို့သင်ပေးတယ်နော်နည်းနည်းလေးခွာကြည့်နည်းနည်းလေးစိုက်ကြည့်အာယုံလေးကတိမ်မွေ့သွားတဲ့ခါနည်းနည်းလေးပိုစိုက်အာယုံလေးကထင်ရှားလာတဲ့ခါနည်းနည်းလေးခွာရှိဉာဏ်ဖြစ်ခြင်းဝရိယ adjust လုပ်တတ်ရမယ်။ခြားဆိုလို့ချလိုက်တာပဲဆိုရင်တော့ဉာဏ်တော်တော်လုံးမဖြစ်ဘူးမှဉာဏ်ဖြစ်အောင်ကိုလုပ်တတ်ရမယ်။ဉာဏ်ဖြစ်အောင်လုပ်တဲ့အခါမှာဆရာအရင်ကအများကြီးသင်ပြီးပြီ။ဉာဏ်ဖြစ်အောင်အရင်ဆုံးညှိရတဲ့အိန္ဒြေယဝရိယလို့သင်ထားပြီးပြီ။နော်ဉာဏ်ဖြစ်အောင်ညှိရတဲ့အိန္ဒြေယဗာလဲဝရိယအရှုခံတွေ့အောင်ပရမဆုံးညှိရတာလေဝရိယပဲနော်ရှုခံတွေ့အောင်ပရမဆုံးညှိရတာဝရိယပဲကဲအသက်ရှုတာပြန်သွားအောင်မှဒီနေ့ကတော့ဒါနှစ်ခုတင်မလို့နောက်တစ်ခုကတင်ကျင်ရတော့မှာမဟုတ်ပါဘူးဒါဉာဏ်နုရာနဲ့ဉာဏ်ရင်းရတင်မလို့အဲ့ဒါတကယ်ကိုအစီနဲ့တင်မှာဒါပေမဲ့သူတို့ဒီကြိုက်ခါဦးနဲ့ဒီနေ့မိုးလင်းသွားလိမ့်မယ်နော်ကဲနာသူကရှုတယ်ရှုမှမသိဘူးတုံးမှမသိဘူးဘာလို့ ရလဲဝရိယထိန်ရတယ်နော်ရှုမှန်းသိအောင်တို့နည်းနည်းလေးပြင်းပြင်းရှုရတယ်ရှုကြည့်လိုက်တချို့တရားစကားဆိုတအားအောင်ရှုကြတာကျူးကနေအောင်ရှုကြတယ်အဲ့ဒါရှုမှန်းသိအောင်တတိဟုတ်လားရှုမှန်းသိပြီးလို့ရှိရင်တိုးမှန်းသိအောင်ဘာလို့ ရလဲတတိပူတာအဲ့ဝရိယထိန်ပြီးရတယ်ဒါမှမဟုတ်ဆရာတော့တခါတည်းတန်းတင်တယ်ပြင်းပြင်းရှုမတင်တော့ဘဲနဲ့တတိနဲ့ရှုဖြည်းဖြည်းရှုဝါဝရှုအဲ့ဖြည်းဖြည်းရှုဆိုတာဝရိယထိန်တာနော်ရည်ရွယ်ချက်ကဘာလဲတိုးသဘောတွေ့အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့တတိလဲထားဖြည်းဖြည်းရှုဝါဝရှုတတိထားဖြည်းဖြည်းရှုဝါဝရှုနားလည်လားအဲ့ဝရိယအလုံးလုံးနှာခေါင်းမှာတိုးသဘောလေးတွေ့ကြရင်ရှုတဲ့အခါမှာတတိထားမှာဆရာရှုပြနော်တတိထားဖြည်းဖြည်းလေးပုတ်တိုက်သွားတဲ့သဘောလေးတွေ့အောင်ထိန်းပြီးတော့ရှုပြန်ထုတ်တယ်ထိန်းပြီးတော့ထုတ်တယ်နော်အဲ့ထိန်းရှုထိန်းထုတ်တာပြင်းအားတိုးရောရှုတဲ့အာကိုထိန်းတာဝရိယဝရိယဆိုဒီမှာရှုခံတွေ့ဖို့အတွက်ကိုကူညီတဲ့တရားဉာဏ်ဖြစ်ဖို့လည်းသူပဲနော်ဓမ္မတို့သမီးတို့ထိုင်နေကြတယ်တင်မာကြီးတင်းနေတယ်ဉာဏ်မဖြစ်ဘူးနည်းနည်းလျှော့စိတ်ကိုနည်းနည်းလျှော့ပေါ့လေးကြည့်အဲ့ဒါဝရိယပဲဝရိယထိန်းတာဝရိယညှိတာပဲအဲ့တော့နှာခေါင်းကလည်းဆရာဝရိယထိန်းတာတင်တယ်တင်မရှိတော့လည်းဝရိယထိန်းတာတင်တယ်ဟုတ်လားတခုတည်းမှာစိုက်နေလို့ရှိရင်ဒီကုလုံးခြုံကြည့်လိုက်အဲ့ဒါလည်းဝရိယညှိတာပဲဒါလည်းလားကဲအခုခြေဘွားနဲ့ကြမ်းပြင်နဲ့ထိတယ်တင်းငနေဖြစ်သွားတယ်ထက်ချင်းပျောက်သွားတယ်ညံမဖြစ်ဘူးအဲ့တော့ဝရိယပဲညှိမှာပဲဖြည်းဖြည်းချဒီတလုံးတင်ရတာတော်တော်ကြာပါလားနော်ဖြည်းဖြည်းချနော်ရှုခံတွေ့ခြင်းဝရိယအတိုးလျှော့လို့ရှုခံတိမ်မွေသွားတယ်ဒီနေ့ယောဂီတယောက်လာလျှော့တယ်သူကတော်တော်လေ့ကျင့်နေတဲ့တယောက်အရင်တိမ်မွေသွားတယ်ဆရာတိမ်မွေတာမှတော်တော်တိမ်မွေသွားရှုရင်နဲ့တွတ်သွားပြီးဟင်းလင်းမြင်ဖြစ်သွားတယ်အလင်းနေဖြစ်သွားတယ်သူမြင်အဲ့ဒါမကြိုက်ဘူးတဲ့အရင်တည်းကလည်းအဲ့ဒါခဏဖြစ်ဘူးတဲ့နော်အဲ့ဒါကြီးကရှုခံလွတ်သွားမှသိတယ်နော်ဝိပဿနာမဟုတ်တော့မှသိတယ်ဘာလို့ရမလဲသူကတော့လင်းသွားမှလွတ်သွားမှပြန်ဖြုတ်လိုက်ရတာနှမျောတယ်အဲ့တော့ဆရာဘာတင်လဲသာပြီးတော့ပိတ်တော့မိန်လာတယ်ကွာဝရိယတင်တော့ဝရိယနဲ့သူ့ကိုကက်ရှပ်တော့ပါမယ်ဟုတ်လားရှုခံပေါ်လွင်အောင်တင်ရှားအောင်မျက်ခြေမပြောက်အောင်ဝရိယနဲ့ဆိုလိုတာဒီတိမ်မွေးလာတဲ့တိမ်မွေးနူးညံ့လာတဲ့ရုပ်သဘောလေးတိုးသဘောလေးတင်သဘောလေးဝရိယလျှော့လို့မရတော့ဝရိယကသူတိမ်မွေးလေဝရိယ
တင်နေဟုတ်လားသူကကြမ်းတမ်းလို့ဂျက်ပြင်းဖြစ်နေနော်ဝရိယလျှော့ဝရိယအလုံးလုံးကိုနားလဲမှတရားထုတ်တတ်တယ်ဘုဒ္ဓထိုင်ကြည့်နေလို့တရားတွေ့ဦးမတွေ့ဘူးကြိုက်တဲ့လောက်ထိုင်ကြည့်နေမတွေ့ဘူးဝရိယအတိုးလျှော့လို့တမ်းမှတွေ့တယ်နားလဲလားဆရာဒီနေ့ဈဉ္ညာတင်မယ်နှာခေါင်းလူဝင်လေထွက်လေရှူတဲ့ဝရိယအတိုးလျှော့လို့တတ်မယ်တင်မရှူတဲ့ဝရိယအတိုးလျှော့လို့တတ်မယ်ဟုတ်ပြီလားနောက်တိမ်မှုသွားလဲဝရိယတိုးတတ်မယ်အခုခြေဘွားမှာတင်းငနဲ့တွေ့သွားတယ်ဉာဏ်ဖြစ်ပြီးဝရိယထိန်ပြီးတော့ဖြည်းဖြည်းချကဖြည်းဖြည်းချရနေပြီးတော့ဉာဏ်ဖြစ်လာပြီဉာဏ်လေး develop ဖြစ်လာပြီဉာဏ်ဆိုတဲ့အသီးပွင့်လေးပွင့်လာပြီနောက်အလန်းနေကြတော့လောက်ဖြည်းစရာမလိုတော့နာသီဝရှုတာလိုပဲပထမတော်ထိမှရှုရတယ်ရှုရင်နဲ့ကိုကโอเคတိုးတာလေးတွေ့ပါပြီပေါက်ပြန်တာတွေ့တာနောက်ကျရင်လောက်ကြီး intensive လုပ်စရာမလိုတော့ intensive ဆိုဆရာဝန်တွေသိတယ်ဟုတ်လား ICU လေဟုတ်လား intensive ဆို ICU လောက်အသေးတန်မလိုရတော့ပထမတော့ intensive ပဲနော်မတွေ့အောင်ဂရုစိုက်ရတာ intensive ပဲနောက်ကြတော့ regular ပေါ့လူနာသက်တာဝါဆို ICU တွေကထုတ်ဟောတဲ့ပို့ဒီလိုပဲတရားထုတ်တော့လေဟုတ်လားပထမတော့တော်တော်ကိုဂရုစိုက်ရတယ်ရှုခံလေးတွေ့ဖို့ရုပ်ဖြစ်တွေ့ဖို့ဉာဏ်ဖြစ်ဖို့တော်တော်ကိုဂရုစိုက်ရတယ်နောက်ကျွမ်းကျင်သွားတယ်ကျွမ်းကျင်သွားတဲ့ခါကျတော့ဂရုစိုက်မှုလောက်ကြီးမလိုတော့ပုံမှန်လေးသွားလို့ရပါတယ်ဒါအရှုခံတွေ့ဖို့ဉာဏ်ဖြစ်ဖို့ဟုတ်ပြီဒါဆိုရင်အခုဆိုရင်လမ်းလျှောက်တတ်ပြီလမ်းလျှောက်တတ်ပြီလို့ဆရာယူဆလိုက်တော့မယ်လမ်းလျှောက်တတ်ပြီလားနော်ချတဲ့ခါမှာတင်းသဘောလေးတွေ့အောင်ရှုမယ်အဖြေကချတဲ့ခါမှာထိတဲ့ခါမှာပေါ့ချတာနဲ့ထိတာနဲ့အခုပေါင်းလိုက်မှရမယ်ဘာလို့ရိတ်တာမှတင်တာချတာလို့တင်တာဒီမှာကျတော့ထိတာတင်လိုက်တော့ကဲချတာကိုထိတာကိုကွာနော်ကျမ်းမြင်နဲ့ခြေထောက်နဲ့ချတဲ့ခါမှာကျမ်းမြင်နဲ့ခြေထောက်နဲ့ထိလိုက်တဲ့ခါမှာတင်းသဘောလေးဒါမှမဟုတ်အေးသဘောလေးတွေ့အောင်ရှုမယ်နံပါတ်1အေးသဘောတင်းသဘောမာသဘောကျန်သဘောပူသဘောအေးသဘောတွေ့ရင်သမာဓိရှုခံရုပ်တွေ့ပြီရုပ်တွေ့ရင်ဉာဏ်ဖြစ်ရမယ်ဉာဏ်ဖြစ်ကိုဉာဏ်အာမကောင်းရင်ခုန intensive တွေထည့်နော်နည်းနည်းလေးသတိပူတာဖြည်းဖြည်းလေးချနားလည်လားတတိယပူတာနော်ဟိုတလောကဆရာတပည့်တွေကမေးတယ်သူကဆရာတို့နဲ့ဒီဝိပဿနာရွှေဦးမြင်မှာတော်တော်များများလိုက်ပြီးတော့တရားထိုင်နေတရားပေါ့ဈဉ္ညာလျှောက်ကြဆိုလျှောက်တယ်ကျမတို့လျှောက်တာဒီအရှုခံတွေ့ဖို့မနေကိုဂိမ်းဆိုင်တော့လျှောက်ရတယ်တဲ့ဆရာကျတော့ပေါ့လေးလျှောက်နေတယ်တဲ့အဲ့ဒါဘယ်လိုလုပ်ရမလဲတဲ့ဆရာလျှောက်တာပေါ့ပါတယ်တဲ့ဆရာကြည့်လိုက်ရင်တတိလေးလည်းဖြစ်ဉာဏ်လေးဖြစ်နေပုံစံတွေ့တယ်ကျမတို့တော့တတိဖြစ်ဖို့တော့အသေးအတန်ဂိမ်းဆိုင်နေရတယ်တဲ့နင်တို့ကျင့်တာဘယ်နှစ်လဲဆရာကျင့်တာဘယ်နှစ်လဲအဲ့ဒါပဲကြွားတော့ပဲဟုတ်တယ်မလားအဲ့ဒါများကျင့်ပေါ့နော်များကျင့်ပေါ့ဒီ regular လေးမှလုပ်တတ်ခြင်းများကျင့်ပေါ့ဟုတ်လားအဲ့တော့များကျင့်ဖို့ကလည်းအစဆုံးကျင့်တဲ့အခါမှာဒီလိုပဲစခဲ့ရမယ်နော်ဖြည်းဖြည်းလုပ်ကစခဲ့ရသတိထားဖြည်းဖြည်းလုပ်ကျွမ်းကျင်သွားတော့မှရှွတ်ဆိုလုပ်ပေါ့ဟုတ်လားအိမ်လုပ်တာလည်းထုတ်နေလည်းကောင်းပါမိဘူးတိုက်တာအစဘယ်လိုတိုက်တာအောင်ဖြည်းဖြည်းလုပ်ရတာနောက်ကျွမ်းကျင်သွားတော့ဉာဏ်သွားတော့ဒီသဘောပါပဲဒါကြောင့်ဝိပဿနာကျွမ်းကျင်ရင်များတယ်လို့နေစနစ်မှန်တယ်နေစနစ်လည်းမှန်တယ်များလည်းလုပ်တယ်ဆိုရင်ကျွမ်းကျင်ပါပဲအခုမှတစ်ခါထားလို့ရတာဘယ်လိုလုပ်ဒီကြွားတယ်လမ်းတယ်ချတယ်ထိတယ်ဘာလဲရှုပ်ချက်ကိုခြေလက်ပတ်ကိုရမ်းနေတော့တာပေါ့အဲ့တော့ဆရာကကြွားလမ်းချထိ point ၄ခု step ၄ခုမှာအလွယ်ကူဆုံး step အလွယ်ကူဆုံးနေရာကချတဲ့နေရာသို့မဟုတ်ထိတဲ့နေရာသဘောကတင်းသဘောသို့မဟုတ်အေးသဘောနှွေးသဘောဉာဏ်ဖြစ်အောင်ရှိနောက်ကြတော့ခါကြတော့ပထမခြားတပည့်တွေလာပြောနော်ပထမခြေဘွားတစ်ခုညာဘက်ခြေဘွားတစ်ခုကိုပဲအာရုံပြုတော့လေ့ကျင့်တယ်တဲ့ကျင့်နဲ့ညာဘွားချလဲတင်းတာတွေ့တယ်ဉာဏ်ဖြစ်လာတယ်ဘယ်ဘွားချလဲတင်းတာတွေ့တယ်ဉာဏ်ဖြစ်လာတယ်ဒါ progress ပဲဒါ progress တိုးတက်လာနောက်ရှောက်ရင်နဲ့ပုံမှန်လေးရှောက်လဲတင်းတာတွေ့တယ်ဉာဏ်ဖြစ်တယ်
ပို၍တိုးတက်လာတယ်နောက်ရှောင်းရင်နဲ့ဆရာကြွားတဲ့ခါမှာလဲတင်းနေပြတယ်လှမ်းတဲ့ခါလဲတင်းနေချားတဲ့ခါလဲတင်းတယ်โอเคဒါဆိုရင်အများကြီးတိုးတက်သွားတယ်တကယ်အဲ့လိုဖြစ်ရမှာနော်စကြွားလိုက်တဲ့ချိန်ကဟိုခြေထောက်ချတဲ့ချိန်ထိရုပ်တွေ့ရမယ်ဉာဏ်ဖြစ်ရမယ်ဒါပေမဲ့တွေ့တဲ့ကြီးကစခြင်းတော့ဆရာတို့ကချတဲ့ကြီးကစခြင်းတယ်ထိတဲ့ကြီးကစခြင်းတယ်ထိတဲ့ကမှခြေဘွားတစ်ခုတည်းစခြင်းနောက်ခြေဘွားနှစ်ခုနောက်တော့မှခြေတစ်လုံးနေတင်းတာတောင်းတာတွေ့လာမယ်ကြွအကြွရောအလံရောအချရောအထိရောအကုန်လုံးမှာတင်းတူတွေ့ညာဖြစ်ပြန်လိုက်ရတယ်နော်ကဲအဲ့လိုဆရာတင်တယ်လို့စတက်ပိုင်စတက်ကျင့်တဲ့လူဘယ်နှယောက်များရှိတယ်တော့ဘောင်းဖြေပါအောင်ဓမ္မအိုက်တိုင်းကျင့်တယ်ဓမ္မအိုက်တိုင်းမကျင့်ဘူးကိုယ့်အောက်ဖြေလေတော့လေချက်ပေါက်လေးမှရေးပါအောင်နော်ဆရာတင်တယ်လို့စတက်ပိုင်စတက်ကျင့်တဲ့လူဘယ်သူရှိလဲရောင်းမကျင့်ဘူးဟုတ်ပါကဲရရှိပါတယ်ဒေါက်ခင်ခင်မြင့်သဇင်ကြီးမရသေးပါဟုတ်ပြီအဲ့တော့မရသေးတဲ့လူပဲဖြစ်ဖြစ်ခုမှစကျင့်တဲ့လူပဲဖြစ်ဖြစ်အရင်ကမကျင့်ဘူးတဲ့လူပဲဖြစ်ဖြစ်အားလုံးတပြေးညီအခုကစပြီးတော့ဒီပုံစံတိုင်းကျင့်တော့ဟုတ်ပြီနော်အခုကစပြီးတော့ဒီပုံစံတိုင်းကျင့်တော့အဲ့တော့ဆရာကကြွလန်းချထိ၄ခုတော့လိုက်မဆိုခိုင်းတော့ဘာလို့ဆိုတော့၄ခုလိုက်မှခက်လို့နော်အဲ့တော့အတွေ့နိုင်ဆုံး most prominent နော်ကျမ်းပြင်နဲ့ထိတဲ့အခိုင်မှာတင်းတဲ့သဘောအဲ့တခုကိုရင်မိအောင်ချက်ခိုင်းတယ်နော်အတော်များများကကြွားတဲ့ဆရာစပြီးတင်တယ်ကြွားတယ်လမ်းတယ်ချတယ်ဆရာအဲ့ကြွားတယ်လမ်းတယ်ချတယ်စမသိဘူးထိတဲ့နေရာတင်းတဲ့နေရာစတဲ့ဘာဖြစ်လို့လဲကြွားတယ်လမ်းတယ်ချတယ်မှာခုနတိုးသဘောတင်းသဘောတွေ့ဖို့မလွယ်လို့နော်ချတဲ့ထိတဲ့အခါမှာတိုးသဘောတင်းသဘောတွေ့ဖို့လွယ်လို့ဆရာနီးစနစ်ကလွယ်လေးကြီးစတင်တယ်လေအေးထင်ရှားလို့ရွှေပြီဆိုဟုတ်လားဟုတ်တယ်ချတာထင်ရှားလို့ခင်စောတာတော့ခင်စောတာနော်တို့တွေကရုပ်တွေ့ဖို့ပဲတာဂက်သွားအောင်နော်ကြွားတဲ့ခါမှာဟုတ်တယ်တော့ခင်မြင်ကြွားတဲ့ခါမှာတွေ့လားတွေ့လို့လှမ်းတဲ့ခါမှာတွေ့လားတွေ့လို့ချတဲ့ခါမှာတွေ့လားတွေ့လို့မတွေ့ရင်ချတဲ့နေရာမှာဟိုထိတဲ့နေရာမှာကျင့်မယ်ထိတဲ့နေရာမှာကျင့်ရင်နောက်ပိုင်းကျတော့ဆရာပြောလို့ကြွားတော့လည်းတွေ့မယ်လှမ်းတယ်လည်းတွေ့မယ်ချတော့လည်းတွေ့အဲ့တော့ဆရာကအတွေ့လွယ်ဆုံး point ကိုစတင်တယ်ဟုတ်ပြီလားတွေ့ဖို့ခက်ခဲတဲ့ point တွေကိုအရင်မတင်ဘူးဟုတ်ပြီလားနော်အဲ့တော့ကိုကတကယ်ထူးကျင်တဲ့လူဆိုရင်တော့စကြွတယ်ကကြွလန်းချထိ၄ခုလုံးမှာရုပ်တွေ့ဉာဏ်ဖြစ်အောင်ကျင့်ပေါ့ဒါ exception နော်ဆရာကတော့အဲ့တော့မတတ်ဘူးအဲ့တော့မတွန်းကျင်တော့နော်ကြွလန်းချထိ၄ချက်လုံးမှာရုပ်တွေ့ဉာဏ်ဖြစ်အောင်ဆရာမလေးချင်းခိုင်းတယ်ဒါပေမဲ့တချို့သောယောဂီတွေကတော်ရင်တော့ကျင့်ပေါ့ဆရာတို့ကတော့ခုနလိုဟိုစတဲ့ကနည်းနည်းခဏညံတပည့်တွေပဲသင်ခဲ့တာဆိုတော့အခုလည်းအဲ့လိုပဲတင်တာပေါ့လေနော်ဒီတော့မှတော်တဲ့တပည့်တွေကတော့ကျွန်မကြွလန်းချထိအကုန်လုံးကျင့်မယ်ဆိုရင်လည်းကျင့်ပါဒါ very good ပေါ့ဆရာအားပေးပါတယ်ဆရာကတော့ခုနလိုထိတဲ့နေရာမှာတင်းကနေလေးကိုအရင်တွေ့အောင်ကျင့်မှုတင်ပါတယ်ခုနပြောလို့ပေါ့စတင်နေခဏညံနေတင်ခဲ့တော့ဆရာဒီပုံစံနဲ့တင်တာကဲဟုတ်ပြီဘုရားလည်းပြောမလဲခုနလက်ထောက်ဆရာကြီးအခုဆရာကြီးကျွန်တော်ပြသွားတာပေါ့နော်ဒီစင်ကြကမ္မထံကာယ ानु ပတနာပေါ့နော်အဲ့ရနေတဆင့်ကျွန်တော်တို့ဒီရုပ်သဘောကိုသိတဲ့အဲ့စိတ်ကိုလည်းရှုလို့ရတယ်လားဆရာကြီးရတယ်စိတ်ကဘယ်အဲ့တဆင့်ပေါ့နော်နောက်တဆင့်ဘာကိုကြည့်စိတ်ရှုလို့ရလေစိတ်ရှုတာသူ့နာလည်းသိဘူးတော့
ပညာကိုရှုလဲစိတ်ကရှုတာပဲစိတ်ကသိတာပဲရှုလို့ရတယ်ဟိုအပြင်အာရုံတွေတွေ့တယ်မော်ဒကာတွေ့လဲစိတ်ကိုရှုလို့ရတာပဲဒါပေမဲ့နော်ကိုယ်စိတ်ကအာရုံတစ်ခုခုမှငြိမ်နေတဲ့ချိန်အာရုံမှာတတိရှိတဲ့ချိန်ဉာဏ်ဖြစ်တဲ့ချိန်မှာကိုယ်စိတ်ကိုကိုယ်တွေ့တာပို့ပြီးတော့မှန်ကန်တွေ့ဟုတ်ကဲ့အဲ့တော့ဟုတ်ကဲ့ဒါမပြီးသေးဘူးဈဉ္ညာဆက်နောက်တစ်ချိန်တော့ဆက်တင်အောင်မလားမသိပါဘူးကဲနည်းနည်းတော့အချင်းချုပ်ပြလိုက်တော့ကိုရိုနာခြေလမ်းတိုင်းမှာနော်ဥပဒေကစိတ်ပြောတဲ့ခါကျတော့ခြေလမ်းတိုင်းမှာကွယ်ဘူးရုပ်တွေ့ပြီးဉာဏ်ဖြစ်ပြီးတော့တပည့်တွေဟိုအဲ့အနေထားရောက်လို့တတ်မှတ်ထားလိုက်အောင်ရောက်တာမရောက်တော့ခဏတာအဲ့အနေဆက်တင်မှာမဟုတ်လို့နော်ရုပ်တွေ့ပြီးဉာဏ်ဖြစ်ပြီးခြေလမ်းမှာရုပ်တွေ့ဉာဏ်ဖြစ်ခြေလမ်းမှာကြွလန်းချတိမှာတိုးတင်တိဉာဏ်ဖြစ်ကြွလန်းချတိတိုးတင်တိဉာဏ်ဖြစ်ပြီးဆိုရင်အဲ့ဒီရှုမှတ်ချိန်မှာကကိုကဝတ်ချီတော့ကိုအာယုံတော်ပြုတ်ပြီးတော့ရှုနေတာဟဲ့လားအဲ့ချိန်မှာကိုယ်စိတ်ကိုမတွေ့ဘူးဘာလို့ခြေတော့ကိုပဲအာယုံတော်ပြုတ်နေလို့ဟုတ်လားနော်အဲ့တော့နောက်အဲ့လိုတွေ့ပါများလို့ရှိရင်ခြေတော့ကိုအာယုံယူခြင်းမလုပ်တော့ဘူးအာယုံပြုခြင်းအာယုံတော့မယူတော့ဘူးတတိလေးနေပဲရှောင်နေကြည့်နော်ကိုယ်တတိလေးကိုရှောင်ကြည့်ခြေတော့ဆိုတဲ့အာယုံကနေစိတ်ကိုနည်းနည်းလေးခွာလိုက်ခွာလေးထားတီးတန့်ကြီးတော့မယူတော့ဘူးနော်တီးတန့်ကြီးခြေတော့ဆိုတဲ့အာယုံကိုတော့မယူတော့ဘူးဒါမှတီးတော့တီးနေလှမ်းနေတာလည်းတီးတယ်ထိနေတာလည်းတီးနေတိုးတာတင်းတာလည်းတီးတယ်ညာလည်းဖြစ်တယ်အဲ့ဒါဘာလဲဆိုရင်တိကနာတီးလို့ဟုတ်ပါလားနော်သူလုံမြဲတိုင်းတိကနာတီးဟိုထိုင်တော့တင်တာကြတော့သူ့တိုင်းထားတိကနာတီးဒါကြတော့လမ်းမြရှောက်မြဲတိုင်းရှောက်တိကနာတီးဟုတ်လားအာယုံကိုတိမကန်ကြီးအဲ့ကြတော့စိတ်ကိုတွေးတယ်မယ်ဟုတ်ပြီလားနော်အဲ့နေတာရောက်ရင်စိတ်ကိုတွေးလိမ့်မယ်ဟုတ်ပြီလားဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့အဲ့တော့လမ်းလျှောက်တဲ့အခါမှာတော့ပညာဆိုတော့ဟလာခြေထောက်တို့အမူအရာတို့ကလွှမ်းမိုးတယ်တော်လွှမ်းမိုးတယ်ပုံသဏ္ဍာန်ပညာကလွှမ်းမိုးတယ်နော်ထိုင်တာနဲ့မတူထိုင်တဲ့ချိန်မှာကျတော့သူကတခုခုပဲဟိုအာယုံယူပြီးတော့သူ့တိုက်ပြီးတော့ကြည့်တဲ့အခါကျတော့ပုံသဏ္ဍာန်ပညာကပါဝင်မှုနေတယ်ပရမတ်တဘောကတွေ့ရှိမှုများတယ်လမ်းလျှောက်တဲ့အခါမှာကျတော့ဒီကိုဟန်အမူအရာကြီးကမပါလို့မရဘူးလေဟုတ်လားကိုဟန်အမူအရာမပါရင်ဒီတင်းတာတိုးတာပဲကြည့်ပြီးတော့ရှောက်ချင်းရှင်းနေကြခလုတ်တိုက်လဲလိမ့်မယ်ဟုတ်လားကိုဟန်အမူအရာပါတယ်ပညာပါတယ်ရှေ့မှာကိုရမယ်ရှေ့နားလေးမှာလေကားရှိတယ်ဒီကလေးရှိတယ်ဆင်းရမယ်အဲ့ဒါပညာပဲလေဟုတ်လမ်းလျှောက်တဲ့အခါမှာပညာရဲ့ပါဝင်မှုနော်နေရာပုံသဏ္ဍာန်ပါဝင်မှုကများတယ်ခုနလိုတိကအများတိလှုပ်လိုက်တဲ့အချိန်မှာခုနနေရာပုံစံပညာကိုလည်းတိတာလေစိတ်ပဲတိုးတင်းပူကိုတိတာလည်းစိတ်ပဲအဲ့ဒါလေးတော့နှစ်ခုလုံးတိရလိမ့်မယ်နော်တချို့ကျတော့စိတ်တွေးခြင်းလို့လမ်းလျှောက်ရင်းနဲ့ခုနခြေပွားကိုကြည့်နေရခြေပွားကြည့်တော့ကျတော့ခြေပွားတစ်ခုထဲမှာတင်းကနေကွာအာယုံဘိုးယူတယ်လေခွာပြီးတော့တာလဲကြည့်လိုက်ကောတိုးတင်းပူလဲတွေ့မယ်ခြေထောက်လဲတွေ့မယ်ပြုတ်ရှားမှုလဲတွေ့မယ်ဒါမဲ့ကိုယ်တတိနဲ့ကိုယ်နေနော်အဲ့ဒီမှာပြောပြခြင်းနဲ့ point ရပါလဲဆိုတော့ပရမတ်ကိုတိမှစိတ်ကိုတွေ့တာမဟုတ်ဘူးပညာကိုတိတာလဲစိတ်ကတိတာပဲနားလျှောက်တဲ့ကောင်ကိုတိတာမယ်ပညာကပရမတ်ကရောနေတယ်တခါတခါပညာကတော့ potential တယ် potential တဲ့ခါကျတော့ဟိုရှောက်ရင်းနဲ့တင်းကနေပဲတိတော့တယ်ဖောက်ပြန်တာမတွေ့တော့ဘူးပြောင်းလဲတာမတွေ့တော့အဲ့ဒါဆိုပညာက potential သွားပြီနော်ခြေထောက်ကြီးပဲတင်ရှားသွားရင်ဖြည်းဖြည်းလေးပြန်လျှောက်ပရမတ်တင်ရှောင်းပြန်လို့အဲ့လမ်းလျှောက်တဲ့ခါမှာပုံမှန်လျှောက်လိုက်ဖြည်းဖြည်းလျှောက်လိုက်ကျင့်ရတယ်နော်သူကကိုယ့်ရဲ့တွေးရှိမှုအကောင်ဖြည်းဖြည်းလေးလို့ရင်တွေးရှိတာဆိုပုံမှန်သွားပုံမှန်သွားရင်လည်းခုနကပုံမှန်သွားရင်လည်းပုံသဏ္ဍာန်ပညာတွေပဲများလာတယ်ပရမတ်သဘောတွေးရှိမှုနည်းလာပြီဆိုရင်ဖြည်းဖြည်းပြန်လို့ဟုတ်လားအဲ့တော့လူတယောက်လမ်းလျှောက်နေတာကိုတီးနေလျှောက်ရမလားမြင်လျှောက်ရမလားနော်ပုံမှန်လျှောက်ရမလားလာမေးရင်ဘယ်လိုဖြစ်မလဲ
လားမေးတယ်ဟဲ့လားကြာရိတ်တာတွေမှာတွေးတာတွေဖြည်းဖြည်းလေးရှောက်ခိုင်းတယ်ကျွတ်နည်းနည်းဖြည်းဖြည်းရှောက်ခိုင်းတယ်အဲ့ဒါပုံမှန်ရှောက်ခိုင်းတယ်သမီးတော့ဘယ်လိုရှောက်အောင်ပါလဲကျန်ဘူးလေဘယ်လိုရှင်းမလဲအဲ့လိုယောဂီလာမေး ဒီကရုပ်တွေ့ဖို့ဆိုတော့ကိုချင်းနေပေါ်မှုတည်ပြီးတော့ဒီပမောက်ဆုံးရွေချက်ကရုပ်တွေ့ဖို့ဆိုတော့ဖြည်းဖြည်းရှောက်တင်းတော့ရှောက်ကိုရဲ့ချင်းနေပေါ်မှာပဲမူတည်လို့ထင်တယ်ဆရာကြီးဟုတ်တယ်အဲ့ဒါအဖြေမှန်ပဲနောက်အဲ့ဒါအဖြေမှန်ပဲဟဲ့လားအဲ့ဒါတွေ့ပြီးရောတွေ့အောင်ရှောက်သူကသူဖြည်းဖြည်းပဲရှောက်မြန်ပဲရှောက်ပြေးပဲရှောက်ဟဲ့လားနေပဲရှောက်ဟုတ်ပြီလားတွေ့ဖို့အဓိကတွေ့ပြီးဉာဏ်ဖြစ်ဖို့ဝိပဿနာချုပ်တာဒါပဲလေဝိပဿနာချုပ်တာဒါပဲလေဒါကြောင့်မို့ကြာထိုင်မလားဘယ်နှနာရီထိုင်မလဲတနာရီလား2နာရီလား9နာရီလား24နာရီလားဘယ်လောက်ထိုင်မလဲတွေ့ဖို့ဉာဏ်ဖြစ်ဖို့တွေ့ဖို့ဉာဏ်ဖြစ်ဖို့ဟာလမ်းလျှောက်တာလဲရုပ်တွေ့ဖို့ဉာဏ်ဖြစ်ဖို့နန်စရီကိုနဲ့အစဉ်ပြေလို့လျှောက်ဆိုတာပါလဲနော်အစဉ်ပြေလို့လျှောက်လို့မဖြစ်နဲ့ရုပ်တွေ့ဖို့ဉာဏ်ဖြစ်ဖို့ရှောင်အဲ့တော့ကိုယ်တိုင်မင်းနဲ့ကိုရှောင်စိတ်တော့ရေးကြည့်တာပြော sorry တော့ရေးကြည့်တာတခါရုပ်တွေ့ဉာဏ်ဖြစ်ပြီးတစုံဟိုပေါ့နော်ပြည့်စုံအောင်များတွေ့မဲ့စာဒီတခုပဲဉာဏ်ဖြစ်တဲ့အထိပြည့်အောင်လို့ဟိုလွတ်သွားမှာပဲဒါနဲ့ကျင့်တာကြလာတဲ့ခါကျမှဆက်သွားမှာပေါ့နော်ပို့ပြီးတော့ဖြစ်လာဒီတကုမှကျွမ်းကျင်အောင်ကျင့်မလေဟုတ်လားဒီတကုမှကျွမ်းကျင်အောင်ကျင့်ဉာဏ်ကိုဒီ point ဒီတကုမှရသလောက်ညှစ်ထုတ်ယူမှာပေါ့အမှန်ဒီနေ့တင်မှာအဲ့ဒါတင်မှာနော်ဟို Facebook တွေကြီးညာတာဉာဏ်အနုကနေဉာဏ်ရင်းဆိုတာအဲ့လိုဉာဏ်စဖြစ်ရာကနေပေါ့ဉာဏ်နေကောင်းအောင်ဘယ်လိုလုပ်မလဲလို့တင်မှာဒါမဲ့ဥပိလက်ကလည်းစာပို့တာခုနကလည်းတယောက်ကအဲ့လိုဉာဏ်လျှောက်တာဘယ်မှာနားထောင်မလဲလာပြီးတော့ကိုလည်းဘယ်မှာနားထောင်မှမသိဘူးနော်တင်တာရတဲ့ပုံကြီးဆိုတော့ဟုတ်ပြီလားကဲဒါမြင်ရင်ဒီနေ့တော့သင်ကြမှာရုပ်တွေ့ဉာဏ်ဖြစ်နော်ဝိပဿနာအချုပ်ကရုပ်တွေ့ဉာဏ်ဖြစ်ပဲကိုမှဆိုလေဟုတ်တယ်မလားအဲ့တော့နေရမလားမြန်ရမလားဘယ်နှနိုင်နဲ့ဒါတည်းအဓိကမကြတော့ဘယ်လိုထိုင်ရမလဲကိုလိုထိုင်ရမလဲပြောတာဘာမှအဓိကမကြတော့ဝိပဿနာဆိုဒီမှာကိုရွှေရုပ်တွေ့ရမယ်ဉာဏ်ဖြစ်မယ်ဒီကောင်းစဉ်နဲ့ဝင်အောင်သွားဟုတ်တယ်မလားဒါကြောင့်မို့ဘယ်နှနိုင်ကျမဘယ်နှနိုင်ထိုင်ခဲ့တာဘာဟုတ်လားပြောမယ်ရုပ်တွေ့လားဉာဏ်ဖြစ်လားကျမထိုင်မှုအချိန်မရှိဘူးဆရာကြီးကျမ15မိနစ်ပဲမှီလိုက်တယ်ဒါလည်းရေးမကြည့်ရုပ်တွေ့လားဉာဏ်ဖြစ်လားကဲခုနလမ်းလျှောက်တာဘယ်လောက်လျှောက်မလဲဖြည်းဖြည်းလျှောက်မလားမှန်မှန်လျှောက်မလားရုပ်တွေ့ဉာဏ်ဖြစ်အောင်လျှောက်ဟုတ်ပြီနော်ရုပ်တွေ့ဉာဏ်ဖြစ်အောင်လျှောက်ကဲရပြီလားကဲလူကစားပြီးတော့ဉာဏ်လျှောက်တာလေးပို့ပြီးတော့နော်စနစ်လေးပို့ကြရုပ်တွေ့ဉာဏ်ဖြစ်ရည်ရွယ်ချက်လေးနဲ့လျှောက်ကြမယ်နော်ကိုယ်ချင်းနေမှာရုပ်တွေ့ဉာဏ်ဖြစ်အောင်လျှောက်အဲ့တော့ကိုပဲပြန်ပြီးတော့ထိန်ချောင်းပေါ့ငါဖြည်းဖြည်းလျှောက်တာရုပ်တွေ့လားပုံမှန်လျှောက်လာရုပ်တွေ့လားဉာဏ်ဖြစ်လားဟုတ်လားဘယ်လိုလျှောက်ရင်ရုပ်တွေ့မယ်ဉာဏ်ဖြစ်မယ်ခုနနာသီဝရှိတယ်လို့ပဲလေဘယ်လိုရှုရင်ရုပ်တွေ့မလဲဉာဏ်ဖြစ်မလဲဟုတ်တယ်မလားထိုင်ရင်လည်းခုနတင်မတင်းနေတာဘယ်လိုထိုင်ရင်ရုပ်တွေ့မလဲဉာဏ်ဖြစ်မလဲဘာခြေတော့ချိတ်ရမလားပညာခြေမထပ်စီလားထပ်မှာလားလက်ဘဝနှစ်ခုထပ်မှာလားရှေ့မှာချထားမှာလားခွဲထားမှာလားချဲထားမှာလားတော်ရှုပ်တဲ့မိကုန်းနေနော်ဆရာတို့သွားတာပါလေရုပ်တွေ့ဉာဏ်ဖြစ်နော်အဲ့ဒါအဓိကမကြတာတွေအဓိကမထားနဲ့အဓိကဒီဝိပဿနာဆိုဒီမှာခန္ဓာဉာဏ်ရောက်ခန္ဓာတွေ့ရမယ်ဉာဏ်ဖြစ်မယ်ခန္ဓာမှာကိုရုပ်ခန္ဓာသိဉ္ဇဉ်ကြောင့်ရုပ်တွေ့ဉာဏ်ဖြစ်ဟုတ်ပြီလားအဲ့ဒါဆိုရင်ဒီနေ့တော့ပြည့်စုံလို့ထင်တယ်နော်ကျေးဇူးတင်ပါတယ်ဆရာကြီးဖြေတဲ့လူတွေလည်းအများကြီးပဲကျေးဇူးတင်ပါတယ်နော်ဒီလိုဖြေမှပဲကိုဉာဏ်တွေကထွက်လာမှာနော်ဆရာပြောတာနားထောင်လိုက်ဉာဏ်မထွက်ဘူးဒီလိုဖြေလိုက်တော့မှမှန်ရင်လည်းဉာဏ်ထွက်သွားတယ်မှားရင်လည်းဆရာပြင်ပြီးလိုက်တော့ချက်ချင်းဉာဏ်ဖြစ်သွားတယ်အဲ့တော့စာမွေးမှာဖြေလို့မှားဖြေခဲ့ရင်လည်းပြန်မှတ်မိတယ်မှန်ဖြေခဲ့ရင်မှတ်မိတယ်
ဖြေတဲ့ဘုရားလူရင်းပဲကဲဟုတ်ပြီဒါဖြင့်ထိုင်သည်ဖြစ်စေရှူသည်ဖြစ်စေလမ်းလျှောက်သည်ဖြစ်စေရုပ်တွေ့ဉာဏ်ဖြစ်ရမယ်ကဲရပြီနော်ဥပလေးပေါ်တာအဲ့ပိုင်လေးပို့ပြလိုက်ရနော်ကဲနောက်နေ့ကျမှခုနက ကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီး နောက်နေ့ကျတော့မှအဲ့ညာနူကနေညာရင်းအောင်တင်အောင်မယ်ဟာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဟလားညာရင်းအောင်ညာကောင်းအောင်ဘယ်လိုကျင့်မလဲဆိုတာစာအုပ်ထဲမှာလည်းပါတယ်လက်တွေ့ကျင့်တာလည်းဆရာအများကြီးသင်တယ်နည်းနည်းလေးပို့ပြီးတော့သင်ပေးပါနည်းနည်းလေးပို့ပြီးတော့အရင်လည်းသင်နေတာပဲဉာဏ်ကောင်းဘယ်လိုကျင့်မလဲဉာဏ်ကောင်းဘယ်လိုကျင့်မလဲအရင်သင်တာကြတော့ practical တိုက်ရိုက် practical ပေါ့အခုကျတော့စာနဲ့ပေါင်းစပ်ပြီးသင်ပေးမယ်ဆရာကစာနဲ့လည်းပေါင်းစပ်ပြီးသင်ပေးတယ်ခုနလိုသတိပဋ္ဌာန်သုတ်တွေပေါ်နဲ့ပေါင်းစပ်သင်ပေးဘာလို့ကကြီးကြောင်နေများတော့နော်သင်ပေးတာအဲ့တော့စာနဲ့မလွတ်အောင်သင်ပေးတယ်ပိုလည်းပြည့်စုံအောင်သင်ပေးတယ်နော်ဟုတ်ပြီတော့ခိုင်ဖြည်းဖြည်းလျှောက်တော့နော်ကိုယ့်နဲ့ကိုယ်လျှောက်ရရတာပဲကိုယ့်ရဲ့ဘိုင်း crush နဲ့ဆင်ပြေလို့လျှောက်လေရုပ်တည်ညာဖြစ်အောင်လျှောက်နော်အဲ့တော့ပိုရေးပြည့်စုံအောင်သင်ပေးတယ်ပြည့်စုံလို့ယူဆိုင်နော်ကြာနားမှာပေါ့နော်ဟုတ်လားဘူးတော့ပြည့်စုံတဲ့ပြည့်စုံသင်ပေးတော့ကဲဆရာလေးဒီပါမှာလားကျေးဇူးတင်ပါတယ်နော်ဆရာလေးမနေ့ကဆရာဘာပြောလဲနော်စဉ်းစားတာတွေလားမဖြေနဲ့တွေ့တာဖြေလို့ပြောရတယ်နော်နောက်နေ့စာကြီးစဉ်းစားတာတွေလားဖြေနဲ့တွေ့တာဖြေကဲဒါဆိုရင်ဒီနေ့ဒီမှာလည်းနားကြတော့လက်ပြန်ထပ်တင်ပေးဦးမယ်နော်ကဲမင်းဘယ်ရောက်သွားလဲဟုတ်ကဲ့ပါဆရာရှိပါတယ်ဆရာကဲဟုတ်ပြီမြောက်လိုက်တော့နော်ဟုတ်ကဲ့ပါဆရာခန္ဓာညာရောက်တင်ကြပေးပါတော့ဆရာကြီးဟာဇွန်ဓမ္မမိတ်ဆွေများအားလုံးနဲ့အတူ